Cal HFA ကတော့ဒီ California ကထုတ်ထားတဲ့ program ဖြစ်ပါတယ် first time home buyer တွေအတွက်ပါ State of California လောက်ထားတဲ့ program မှာသူကဥပမာပေါ့နော်အိတန်ဖိုးက9သိန်းဆိုလို့ရှိရင်သူက3သိန်းထုတ်ပေးတယ်เนาะ3သိန်း 20% ဆိုတော့3သိန်းပေါ့နော်သိန်းထုတ်ပေးတယ်ဒါပေမဲ့ဒီပတ်စံကရဖို့မတိကြပါဘူးသူကထီထိုးတဲ့ပုံစံလိုမျိုးပါရခဲ့ရင်လေတစ်နေ့ပြန်ပေးရမယ် program မှာဘယ်လိုပြန်ပေးရမလဲဆိုတော့ဒီနေ့ကို refinance လုပ်တာပဲဖြစ်ဖြစ်နောက်တစ်ခုကအိမ်ပြန်ရောင်းတဲ့အချိန်မှာပဲဖြစ်ဖြစ်အဲ့ဒါဟိုပြန်ပေးရမှာပါဘယ်လိုပြန်ပေးရလဲဆိုတော့ကိုပြန်ရောက်မဲ့အချိန်မှာအိမ်က6သိန်း4,000ဖြစ်သွားပြီပဲထားเนาะအဲ့တော့ကိုဝယ်တော့9သိန်းဆိုတော့3သိန်း4,000ညက်သွားတယ်ပေါ့เนาะကိုဝယ်ထားတဲ့3သိန်းနဲ့တက်သွားတဲ့3သိန်း4,000ရဲ့20%ကိုပြန်ပြီးတော့သူတို့ပေးရပါတယ်အဲ့တော့ state နဲ့ကိုနဲ့ကိုက80%state က 20% ပိုင်းတယ်လို့မျိုးပေါ့เนาะအဲ့တော့အားလုံးပေါင်း3,2800ပြန်ပေးရပါတယ်